တင်းငိမ်အေဂျင့်မှုမရှိပါကပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ဖို့အတားဖြစ်စေနိုင်ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။ဇန်နဝါရီ23ရက်ကနေပြည်တော်မှာကျင်းပခဲ့တဲ့လူငယ်ငြိမ်းချမ်းရေးဖိုရမ်2026ဖွင့်ပွဲအခမ်းအနားမှာအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့၎င်းကအထက်ပါအတိုင်းပြောကြားခဲ့တာပါ။ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးဟာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့လူမှုစီးပွားဘဝအတွက်အခြေခံအကျဆုံးပဲဖြစ်ပါတယ်လို့ဆိုပါတယ်။တည်ငြိမ်အေးချမ်းမှုမရှိရင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေလည်းအနှုတ်လက္ခဏာဆောင်ပြီးနိုင်ငံရဲ့တည်ငြိမ်မှုကိုထိခိုက်စေနိုင်မှာဖြစ်လို့မငြိမ်းချမ်းရင်စိုးကျိုးတွေနဲ့ပဲတွေ့ကြုံရမယ်ဆိုတာကိုတတိတရားနဲ့တည်ထားကြဖို့လိုအပ်တဲ့အကြောင်းထည့်ပြောပါတယ်။နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်လက်နက်ကင်ပြည်ပခါတွေကိုရပ်တန့်ပြီးနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ကြည်လည်အောင်ဖြေရှင်းကြရမယ်လို့လည်းဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကဆိုပါတယ်။လက်နက်ကင်ပြည်ပခါတွေရဲ့အကျိုးဆက်အနေနဲ့ပညာရေး၊ကျန်းမာရေးနဲ့စီးပွားရေးကဏ္ဍတွေမှာအားနည်းချက်တွေဖြစ်ပေါ်ခဲ့တာကိုလည်းအားလုံးအသိပင်ဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်ပေမဲ့စီးလုံးညီညွတ်မှုနဲ့ငြိမ်းချမ်းမှုအားနည်းခဲ့တာကြောင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကနှေးကွေးပြီးအခက်အခဲများစွာနဲ့တန်တရားလည်နေတာကိုလည်းသတိထားသင့်တဲ့သင်ခန်းစာအဖြစ်တွေးမြင်နိုင်မှာဖြစ်တယ်လို့လည်းဆိုထားကြောင်းပါခင်ဗျာ။